Hello ဒီနေ့ကတော့ကလေးကအိမ်အလဲတော့မှဖြစ်ပါတယ်အဲ့အိမ်ကအရန်ကိုထူးခြားပါတယ်ဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေအကုန်လုံးဆိုရင်တော့မကြည့်မဖြစ်ပေါ့နော်ကြည့်ကိုကြည့်တဲ့ဗီဒီယိုလေးလို့ကလေးကထင်မိပါတယ်အဲ့အိမ်လေးကတော့ဘာလေးလဲဆိုတာကလေးနဲ့တူပေါ့နော် live ပြီးတော့ကြည့်ပေးပါသွားလိုက်ပါအောင်မယ်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဦးနော်ကဲနောက်ဆုံးတော့သွားလည်မယ့်အိမ်ရောက်ပါပြီဒီနေ့အိမ်လာလေရဲ့အကြောင်းရင်းကတော့ကားချစ်သူတွေအတွက်ဖြစ်ပါတယ်ကားဟိုမှာတက်တက်လေးစီးချင်တဲ့သူတွေဝယ်ရောင်းလုပ်ချင်တဲ့သူတွေအတွက်ဈေးသက်သာနဲ့ရောင်းချပေးနေတဲ့အကူနဲ့မိတ်ဆက်ပေးရခြင်း 1.3 inch တမျိုးတည်းသာရောင်းချပေးပြီးတော့ကားမျိုးစားတက်တက်လေးသာရောင်းချပေးပါတယ်တိုတာတွေကဆိုရင်တော့ Honda Fit လို့တိုတာ Fit လို့ပြီး Beta တို့အခုစီမှာဝယ်များဆုံးကတော့ BP ကားလေးတွေဖြစ်ပါတယ် Suzuki တွေကဆိုရင်တော့ Suzuki Swift လေးတွေ Insight တွေ Artica မျိုးစားလေးတွေလည်းရနိုင်ပါတယ်ကားလေးတွေကိုဈေးနှုန်းချူတာစာပြေရောင်းချတဲ့အပြင် license အမှန်အုံနာဘုတ်အမှန်ရေးစစ်ပြီးသားကားများသာရောင်းချပေးခြင်းဖြစ်ပါတယ်အခုပြထားပြီးတဲ့ Subaru တက်လေးဆိုရင်ရေစီးကုန်တော်မြောက်သေးပဲနဲ့ဝယ်လက်ရှိနေတာမျိုး Toyota Fit လေးဆိုရင်လည်းအခု post ရင်အခုချက်ချင်းရောင်းထွက်တာမျိုးလေးရှိတတ်ပါတယ်ခရင်ဆိုရင်အိမ်သွားကြည့်တိုင်းကားလေးလှလို့ပဲရှိသေးရင်ရောင်းထွက်တာမျိုးပေါ့နော်အမြဲတမ်းကြုံနေရတဲ့အိမ်လေးမို့လို့လာရောက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကဲကားချစ်တဲ့ကိုမမတို့ရေကားကိုအမြင့်လိုင်းခဲ့ရပဲစီးမလားအင်ဂျင်ကောင်းကောင်းလေးလင့်ပဲစီးမလားဈေးနှုန်းတနဲ့အရှုပ်ရှေးကိကင်းလေးနဲ့ပဲစီးချင်လား100ရာခိုင်နှုန်းအာမခံစွာရောင်းပေးနေတဲ့ဒီကိုစီမှာလာရောက်ဝယ်ယူလို့ရပါတယ်ကားဝယ်ဖို့စဉ်းစားနေတဲ့ကိုမမဦးတို့ရေရခက်နေတယ်ဆိုရင်တော့ဒီကိုစီတာပြေးသွားဖို့အတွက်တိုက်တွန်းချင်ပါတယ်ပြုတ်ခက်နီလေးတော့ဖုန်းလေးကျဆက်ဖို့တော့လိုအပ်ပါမယ်ရှင် For watching guys see you in the next video bye